ကိုရဲမှာပိုးတက်စီတော်တော်လေးပိုးတက်စီအကျွင်းကျင်တော်တော်များနေရလို့ပြစားခဲ့တဲ့ဟာတွေရဲ့အကျွင်းကျင်အစိတ်တောက်တွေပေါ့နော်အားကြောင့်လည်းဒီအစ်စ်နာတွေပါလာဖြစ်တာပေါ့နော်ကိုရဲမှာလည်းခဲစိတ်တွေမဂျီရီအစိတ်တွေတွေ့တယ်အခြားဟာတော့တလောက်မတွေ့ဘူးเนาะခဲစိတ်တွေတော်တော်များတွေ့တယ်ခဲဘက်ဒီစားရတယ်လို့ကြည့်ရခဲစိတ်မင်းဘောင်းလို့စားဘူးခဲစိတ်ဆိုတဲ့အရာမှာခဲတွေကတော့ကိုအစားတောက်တွေကနေပါမှာပဲเนาะဒီနေ့ဒီပိုင်းနဲ့ဆက်ကြရတယ်ဒါပေမဲ့ကျမတို့အစားတောက်ကတော့ဆေးဝါးတွေဖြစ်နေဖြစ်နိုင်တာပဲလေဘယ်ရမဆိုဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုကျမအခုကြက်ပေါ်လို့ခင်းနေပါသားဘူးအကင်းတို့ဘာလို့သူတို့ဟောပေါ်လို့ဟောတော်လို့မသားဘူးကျမသမင်းနဲ့ငပိရတယ်သူဘာမှမလုပ်ဘူးဘာမှမစားဘူးသေးစားလဲဘာမှမိုးကျွတ်ဘာမှမစားအခုငပိဆိုလို့ငပိအကြောင်းလေးတစ်ချက်ပေါ့နော်ဘုရားငပိကတန့်တာရှိတယ်ခုနလိုမျိုးပေါ့နော်ဈေးကွက်အရာတို့တချို့လောက်တာရှိတယ်။ဘာကြောင့်လဲကျမအဲ့ဒါတိလိုက်လဲဆိုတော့တစ်ခါတော့ ARV ဘက်ကဧည့်သည်လာတဲ့ခါကျတော့သူတို့အဲ့ဒါတွေ့တဲ့ခါကျတော့သူတို့ကဆီယမအဲ့ဆိုဘယ်ကနေပါနိုင်လဲဆိုတဲ့အချိန်မှာကျမသူတို့ကလေ ARV ဘက်ကမှမသိဘူး။ကျမကအရင်တော့ကအဲ့ခဲစိတ်တွေပါတွေ့ထားတဲ့အချိန်ဒီမှာကျမတို့နဲ့အဲ့ကျမဖြစ်တဲ့အဲ့ယောဂဖြစ်တဲ့သူတွေနဲ့ကျမတို့ဆွေးနွေးပြီးစကားပြောတဲ့အချိန်မှာသိရတဲ့အတိမှာပါလဲဆိုတော့သူတို့ကငါးတွေပါတွေကသူတို့ကခဲနဲ့ဖမ်းတာဟုတ်တယ်နော်သူတို့ကပိုက်ကုံမှာကစားခဲတုံးတွေချိန်ထားတာတချို့ငါးတွေဆိုအကောင်လိုက်ဝယ်ပြီးဘိုက်ထဲမှာခဲတုံးတွေပါတာမြင်မှုတယ်မယ်ကျမငငယ်ရဆိုမြင်မှုတယ်ခဏငငယ်ရဆိုတာအရင်တော့ဒီအခုကတော့တခါတည်းဝယ်စားရများနေတာဆိုတော့ဆိုင်ရပို့တယ်ဆိုလည်းခုတ်တယ်အရင်တော့အကောင်လိုက်မိသားစုတွေများနေနေတော့အိမ်ကဆိုအကောင်လိုက်ဝယ်ပြီးဆိုအိမ်မှာကိုင်ပြီးပြုတ်ပြီးဆိုလို့ရှိရင်ခဲတုံးတွေပါလာတတ်တယ်အဲ့တော့အဲ့ဒါတွေကလည်းနည်းနည်းစုလာရင်တို့တယ်ကြီးလာတတ်တာပဲเนาะအဲ့တော့ငပိပါညာဆိုတဲ့ဟာမှာလည်းငါးတွေအဲ့ခဲကိုဟပ်ပြီးတော့မှပိုက်တဲ့ရောက်လာကြတာတွေလည်းရှိတယ်လေเนาะအဲ့တော့အဲ့ဒါတွေတတိထားရမယ်ပေါ့နော်ထားလဲထားပဲဝင်တာပဲကျမတို့လည်းအစီရှိနေမှာပဲလေနော်အဲ့ဒါဘာလဲဆိုတော့ပုံမှန်အစိတ်ထုတ်ပေးရမှာခဏကပုံမှန်အစိတ်ထုတ်ပေးဖို့လိုတာပေါ့နော်အဲ့တော့ကျမတို့ခြေပေါ်ထုတ်ရမှာလားတောက်တဲ့စီကထုတ်ရမှာလားเนาะအစိတ်ထုတ်လက်ဖက်ချောက်တော့မဟုတ်ဘူးအစိတ်ထုတ်တဲ့ဆေးထုတ်ကလေးလက်ဖက်ချောက်လို့စိန်တောက်မယ်အဲ့ဒါအခုခုနပြောသလိုပဲတောလိုက်စီလည်းဝင်လို့မရဘူးအဲ့ဟာကြီးလည်းအခုဝင်လို့မရဘူးနည်းနည်းဟိုတက်ခဲကြီးလည်းဝင်လို့မရဘူးလေအခုအခြေအနေတွေဆိုတော့အဲ့ဒါတွေချက်တိခန့်ပြီးရောက်လို့ရှိရင်ကျမအကြောင်းကြားပေးမယ်နော်မဖြစ်မနေလုပ်ဖို့လိုတယ်အဲ့ဖောပွားနေတဲ့ဟာကြီးစစ်သွားလိုက်မယ်အဲ့အစိတ်ထုတ်လက်ဖက်ချောက်ကအရန်ဆွမ်းတယ်နော်အခုတော့ခြေပွားနေထုတ်မယ်နော်ညာကုန်တို့မတူပါဘူးရှင်